အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကအညာသူအညာသားတွေချက်လိချက်ထားရှိတဲ့အညာဟင်းလေးတစ်မျိုးဖြစ်တဲ့မြင့်နဲ့ချမောင်ရွက်နဲ့ချက်တဲ့နီးလေးကိုလာပြီးတော့မျှဝေတာဖြစ်ပါတယ်ကျွန်တော်တို့အညာမှာဆိုရင်တော့မြင့်နဲ့ချမောင်ရွက်နဲ့ချင်းချင်းချက်တဲ့အခါများသောအားဖြင့်အခုကျွန်တော်ပြောပြမယ်နီးလေးနဲ့ချက်လိရှိကြပါတယ်ဒီဟင်းလေးရဆိုရင်ငရုတ်တီတောင်လုံးကျော်လေးနဲ့အရန်လိုက်ဖက်တယ်ပေါ့နော်ငရုတ်တီတောင်လုံးကျော်လေးနဲ့တွဲစားမယ်ဆိုရင်တခြားဟင်းတွေတောင်မလူလောက်အောင်ကိုအရန်ကိုထမင်းစားမြင်ပြီးတော့ပါဖက်ဖြစ်လွန်းပါတယ်အညာချမောင်ဟင်းချက်ဖို့ရအတွက်ဆိုရင်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့မြင့်ရဲ့ချမောင်ရဲ့ပဲသီးလေးရဲ့အဓိကလိုအပ်ပါတယ်ပထမဆုံးအနေနဲ့ချမောင်လေးကိုတေးသေးချာချာလေးရေးဆေးတန့်စင်လိုက်ပါမယ်နောက်ထပ်မြစ်လေးကိုကိုယ်စိတ်ကြိုက်အနေတော်လေးလှီးဖြတ်ထားလိုက်ပါမယ်နောက်ပြီးတော့ပဲသီးလေးကိုလည်းအလားတူစွာပဲကိုယ်စိတ်ကြိုက်အစိတ်အပိုင်းလေးတွေပိုင်းဖြတ်ထားလိုက်ပါမယ်ချမောင်ဟင်းလေးစချက်ဖို့ရအတွက်ဆိုရင်ရေးဆေးတန့်စင်ထားတဲ့ချမောင်ရွက်လေးတွေကိုနနွမ်းမုံရဲ့စားရဲ့ဟင်းခတ်မုံရဲ့ငပိရဲ့နောက်ပြီးတော့ထောင်းထားတဲ့ကြက်သွန်ပြူလေးရဲ့နဲ့ပဲသီးလေးကိုထည့်ပြီးတော့ချမောင်ရွက်လေးနွမ်းသွားသည့်အထိတေးသေးချာချာလေးစုပ်နေပေးလိုက်ပါမယ်ကျွန်တော်ချက်မဲ့ဟင်းအိုးလေးကသေးတာမို့လို့ကျွန်တော်ကဇလုံးထဲမှာတည်တံ့ထည့်ပြီးတော့နယ်ပြီးမှပေါ့နော်အိုးလေးတွေကိုပြောင်းပြီးတော့ထည့်ပါတယ်မိနာဆန်တို့ရဲ့ဒဲအိုးကကြီးတယ်ဆိုရင်တော့တခါတည်းဒဲအိုးထဲမှာထည့်ပြီးနယ်လို့လည်းရပါတယ်နယ်ထားတဲ့ချမောင်ရွက်လေးတွေကိုထည့်ပြီးပြီဆိုရင်ရေလေးအနှဲငယ်ထည့်မယ်ပေါ့နော်ပြီးတော့စီလေးအနှဲငယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ချက်လိုက်ပါမယ်ဟင်းချက်ပွေတွေကိုသင်ရင်းနဲ့ကြုံညာဝင်စရာလေးတစ်ခုတော့ရှိရပေါ့နော်ကျွန်တော်ချက်သုံးထားတဲ့အဲ့ဒီမြစ်လေးရဆိုရင်နှုတ်ပြီးတော့ချိုးတာလည်းဖြစ်တဲ့အတွက်ကြောင့်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာလာရောက်မှာယူပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်လို့တစ်ထုံးမှာ490ရမ်းပါလို့ကြဟင်းဆက်ပြီးတော့ချက်လိုက်ပါဦးမယ်ချမောင်ရွက်လေးကိုအချိန်ကြာနူးဤနေအောင်ချက်ပြီးမှမြစ်ကိုထည့်တာပါမြစ်မထည့်ခင်ဗီဒီယိုရိုက်ဖို့မေ့သွားတဲ့အတွက်ကြောင့်ပေါ့နော်โอเคအဲ့ဒါမှမြစ်ကငပိအနံမထွက်မှာပေါ့နော်ပြီးတော့ချမောင်ကလည်းနူးဤနေမှာပေါ့နော်အဲ့လိုလေးမှာပို့ပြီးတော့စားလို့ကောင်းတာပါနောက်ထပ်ကျွန်တော်ကအိမ်မှာရှိနေတဲ့ငရုတ်သီးစိမ်းနဲ့ဆေးမြင့်ခွာလေးကိုထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့လေးတွေကိုလည်းရေဆေးတန့်စင်ပြီးတော့လှီးဖြတ်ထားလိုက်ပါမယ်အဲ့ဒါတွေကတော့မိနာဆန်တို့အိမ်မှာမရှိရင်လည်းမထည့်လို့လည်းရတယ်ပေါ့နော်ဆေးမြင့်ခွာလေးကိုထည့်မယ်ထည့်ပြီးလို့ရှိရင်မွေးပြီးတော့နည်းနည်းလေးပွတ်အောင်ထားလိုက်မယ်ပေါ့ထားပြီးလို့ရှိရင်ခြကန်လေးကမှငရုတ်သီးစိမ်းလေးကိုထည့်ပါတယ်ဘာလို့လဲဆိုရင်အဲ့ဒါမှငရုတ်သီးစိမ်းအနံ့လေးကမှုေးနေမှာပေါ့နော်ငရုတ်သီးစိမ်းကြီးကအရင်ကြက်ပြီးပြုတ်ပြဲသွားတာမျိုးမဟုတ်ဘဲနဲ့အနံ့မှုမွေးလေးနဲ့ကြံနေအောင်လို့နောက်ဆုံးခြကန်လေးမှထည့်တာပါငရုတ်သီးစိမ်းချပြီးတာနဲ့တစ်ချက်လောက်မွေးပြီးတာနဲ့ဟင်းကိုမိပိတ်လိုက်ပါတယ်အဲဆိုရင်ငရုတ်သီးစိမ်းအနံ့မှုမွေးလေးမြင့်အနံ့မှုမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ချမောင်ဟင်းလေးရပါပြီချက်ရတာအလျန်လွယ်ကူပြီးတော့ပါဝင်ပစ္စည်းတွေကလည်းအရင်မများတာဖြစ်တဲ့အတွက်ကြောင့်မိနာဆန်တို့လည်းလိုက်လို့စားကြည့်ကြနော်ကြဘိုင်ဘိုင်မတနဲ့အလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့လုံးတော်ရီပြည့်စုံကြပါစေလို့တောင်းဆုပြုပါတယ်